အားလုံးပဲမင်္ဂလာပါနော်ကိုစတောင်းမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့မိမိကိုယ်ပိုင်လုပ်ငန်းအိမ်မက်ကိုအကောင့်ထဲပေါ်ရင်စိတ်ဖောက်ပြန်မှုနှိုးနှဲကိုရောက်သွားရတဲ့အမျိုးသမီးတဦးရဲ့ကြောက်စရာကောင်းတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတပိုပါ T-shop လို့ခေါ်ပါတယ်ရီဆာဟာအသက်30ဝန်းကျင်ရှိတဲ့သူပါသူမဟာ9နှစ်ကြာလှုပ်ခဲ့ရတဲ့ corporate လုပ်ငန်းကနေစိတ်ပိစီးမှုတွေနဲ့ထပ်ပြီးကိုပိုင်ပိုပါ T-shop ဖွင့်ဖို့အိမ်မက်ကိုအကောင့်ထဲပေါ်ခဲ့တာပါဆိုင်ဖွင့်တဲ့ပထမဆုံးညမှာပဲဖောက်တယ်တွေအများကြီးတန်းစီဝင်ရောက်လာခဲ့ပါတယ်ဖောက်တယ်လေးတအုပ်စီကနေလဲစတော်ဘယ်ရီအရသာကိုမီနူးထဲထည့်ဖို့အကြံဉာဏ်လဲရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ရဲ့ညဘက်ဆိုင်ပိတ်ခါနေချိန်မှာထူဆန်းတဲ့မြို့သမီးတဦးကပြေးလောဝင်လာပြီးနောက်ဆုံးတစ်ခွက်တောက်ချင်တယ်လို့ပူစာခဲ့ပါတယ်ရီဆာလည်းစိတ်မရှိမှုတွေကိုထိမ့်ပြီးပဲဝန်ဆောင်မှုပေးလိုက်ပါတယ်နောက်တစ်ရက်မှာတော့ရီဆာဟာကော်ဖီနဲ့စတော်ဘယ်ရီအရသာတွေကိုပါထပ်ထည့်လိုက်ပါတယ်အဲ့ဒီနေ့မှာပဲလက်စစ်ပြင်းတဲ့သူတအုပ်ရောက်လာပြီးမီးတွေပြတ်တောက်နိုင်တယ်လို့တတိပေးခဲ့ပါတယ်ညနေမိုးချုပ်ချိန်မှာတော့မီးတွေပြတ်လိုက်ပြန်လာလိုက်ဖြစ်နေချိန်မှာရီဆာဟာဆိုင်ခေါမိုးပေါ်ကနေလူတယောက်ပြုတ်ကျလာတာကိုထိတ်လန့်တကြားမြင်လိုက်ရပါတယ်သူမဟာမောင်နေလို့ပဲမြင်အောင်တာပဲဖြစ်ရမယ်လို့တွေးပြီးလှစ်လျူရှုခဲ့ပါသေးတယ်ဒါပေမဲ့နောက်တညမှာဖောက်တဲ့တအုပ်စီကနေကော်ပိုရိတ်လုပ်ငန်းခွင်မှာစိတ်ဖိစီးမှုကြောင့်လူတယောက်ခုန်ချသိဆုံးတာတကယ်ဖြစ်ခဲ့တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာရီဆာဟာအလုတ်ထွက်လာခဲ့တာဟာအကောင်းဆုံးဆုံးဖြတ်ချက်လို့ခံစားလိုက်ရပါတယ်တတိယညမှာတော့မိုးတွေအရန်ကိုရွာနေပါတယ်ရီဆာကဖောက်တယ်တွေကိုဝန်ဆောင်မှုပေးနေတော့ပထမဆုံးနေ့ကရီဆာစီယာဖုန်းနံပါတ်တောင်းခဲ့ပူးတဲ့မြို့သားဟာအော်ဒါမမပဲရေချိုးခန်းနဲ့ဝင်သွားတာကိုတွေ့လိုက်ပါတယ်ဖောက်တယ်တွေဆက်တိုက်ဝင်လာပြီးရီဆာအလုတ်ရှုပ်နေချိန်မှာနိုင်ပေါင်းများစွာကြာသည့်ထိအဲ့ဒီလူဟာရေချိုးခန်းထဲကနေပြန်ထွက်မလာပါဘူးစိုက်ပိတ်ချိန်မှာရီဆာကစိတ်ပူပြီးရေချိုးခန်းထဲကိုသွားစစ်ပါတယ်အထဲမှာဘသူမှရှိမနေခဲ့ပါဘူးဒါပေမဲ့သူမလက်ထွက်လာချိန်မှာတော့အဲ့ဒီလူဟာကြောက်စရာကောင်းတဲ့အပြုံးနဲ့တကားဝမှာမတက်ရက်နေတာတွေ့လိုက်ပါတယ်ရီဆာကသူ့အနားကိုသွားတော့သူဟာရုတ်တရက်အခန်းထဲပြန်ဝင်ပြေးပေမဲ့ဝင်လိုက်တဲ့အခန်းကလုံးဝလွတ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်ရီဆာဟာဒါစိတ်ဖိစီးမှုကြောင့်မဖြစ်နိုင်ဘူးငါစိတ်ပညာရှင်နဲ့အမြန်ပြသတဲ့မေလို့ကိုပြောပြီးဆိုင်ကိုအမြန်ပိတ်ခဲ့ပါတယ်နောက်တစ်နေ့မှာစိတ်ပညာရှင်နဲ့ပြခဲ့ပါတယ်ဒါပေမဲ့စိတ်ပညာရှင်ကတော့ဒါရီအားလုံးဟာစိတ်ဖိစီးမှုကြောင့်မြင်အောင်နေတာပဲဖြစ်ပြီးလူအများစုဖြစ်တတ်တာပါပဲလို့ပြောခဲ့ပါတယ်ဒီလိုနဲ့ပဲရီဆာဟာသူမရဲ့အိမ်မက်အတွက်ဆက်လက်စူးစမ်းခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရီဆာဟာအမြဲတမ်းဖြူဖြော်ပြီးခြေဆောင်လမ်းလျှောက်နေတဲ့အမျိုးသမီးဝိညာဉ်ကိုထပ်မံမြင်လာခဲ့ရပါတယ်ဒီအမျိုးသမီးကပြီးခဲ့တဲ့ရက်ကခုံချတိတ်ဆုံးသွားတဲ့အမျိုးသမီးပါပဲရီဆာဟာစိတ်ပညာရှင်ရဲ့အကြံပေးချက်တိုင်းမျက်နှာလွှဲပြီးအာယုံလွှဲဖို့အသေးအံစူးစမ်းခဲ့တယ်ပြီးနောက်မှာတော့အဲ့ဒီဝိညာဉ်ဟာရီဆာကိုလိုက်လံခြောက်လန့်ဖို့ရောက်လာတာဖြစ်နိုင်တယ်လို့စိုးရိမ်နေခဲ့ပြန်ပါတယ်စိုက်ပိတ်ချိန်မှာရီဆာဟာကျမ်းပြင်ပေါ်မှာထိတ်လန့်စရာတစ်ခုကိုတွေ့ရပါတယ်အဲ့ဒါကတော့ဖြူဖြော့နေတဲ့အမျိုးသမီးရှောက်သွားခဲ့တဲ့လမ်းတစ်လျှောက်လုံးမှာသွေးကွက်တွေရှိနေတာပါပဲဒါစိတ်တွေကမြင်အောင်သားဆိုရင်လို့လို့ပြီးသွေးကွက်တွေကရှိနေရမှာလေလို့တွေးပြီးရီဆာဟာတဖြည်းဖြည်းယူသွတ်လာခဲ့ပါတယ်နောက်တညမှာတော့တိတ်ဆုံးသူရဲ့ဝိညာဉ်ဟာစိုက်တဲဝင်ထိုင်ပြီးရီဆာကိုစိုက်ကြည့်နေပါတယ်သူမဟာကောင်တာနာကိုပါရောက်လာပြီးအချို့ရိတ်ကိုအမြင့်ဆုံးဖျော်ပေးဖို့ချင်းချောက်ပြီးအော်ရာတောင်းခဲ့ပါတယ်ရီဆာဟာတတိပါလစ်လို့နေဖြစ်ပေမဲ့အမြင့်ဖျော်ပေးခဲ့ရပါတယ်ကျမ်းမှန်ပြီးရီဆာဆိုင်ပိတ်ဖို့စူးစမ်းနေတော့မှပဲကျမ်းမာရေးစစ်ဆေးရေးမှုအယောင်ဆောင်ထားတဲ့မြို့သားတအုပ်ရောက်လာပြီးတနိုင်ကြအောင်စစ်ဆေးမယ်ဆိုပြီးဆိုင်ဆက်ဖွင့်ထားဖို့ဖိအားပေးခဲ့ပါတယ်ရီဆာဟာသူမရဲ့ဆိုင်ထဲမှာသူမကိုသူမထောင်ချခံထားရတယ်လို့ခံစားနေခဲ့ရပါတယ်နောက်ဆုံးရက်မှာတော့ရီဆာဟာဝိညာဉ်တွေကိုနေ့စဉ်မြင်ရတော့မယ်လို့လက်ခံလိုက်ပါပြီဖောက်တယ်တွေဝင်လာတာနဲ့အမျှဆိုင်တစ်ဆိုင်လုံးဟာမျက်လုံးနေနေတွေနဲ့ဝိညာဉ်တွေပြည့်လာပြီးရီဆာဟာကြောက်လန့်တကြားနဲ့ကျန်းတိုက်ပုံခန်းထဲမှာဝင်ပုန်းနေခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲစိတ်မရှိတဲ့ကက်စတမာတအူဟာကောင်တာမှာလာပြီးရီဆာကိုအကြီးအကျယ်ဆဲဆိုပြစ်တင်ဝေဖန်နေခဲ့ပါတယ်သူကရီဆာအလုပ်ပြင်းရီပုံအချို့ရည်တွေအရသာမရှိနေပုံဖောက်တယ်မရှိပုံတွေကိုအရှိကြီးဝေဖန်သွားခဲ့ပါတယ်ဇလန်ရဲ့အလဲ့ပြောင်းကတော့ရီဆာကိုဆဲဆိုသွားခဲ့တဲ့စိတ်မရှိတဲ့ကက်စတမာရဲ့အလောင်းကိုဖောက်တယ်တဲ့တအူကရေချိုးခန်းအိမ်သားထဲမှာထိုးထည့်ထားတာကိုတွေးလိုက်ရခြင်းမှာစိတ်ဖိစီးမှုရဲ့နောက်ဆုံးဆင့်မှာရီဆာဟာလူသက်သမားတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။သူမရဲ့အိမ်မက်ကိုဘယ်ရာကားမှမဖြစ်စည်းနိုင်ဘူးဆိုတဲ့ခံယူချက်ကသူမကိုလူသက်တဲ့အထိရောက်သွားစေခဲ့တာပါ။အလောင်းကိုမြင်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ဖောက်တဲ့တစ်ကိုလည်းရီဆာကလိုက်ပြီးတတိလစ်အောင်ရိုက်ချလိုက်ပါတယ်။ရီဆာကတတိလစ်နေတဲ့ဖောက်တဲ့ကိုဆွဲခေါ်သွားရင်ဘသူမှငါ့ကိုရက်တန့်လို့မရဘူး။
ဒီပိုပါဆိုင်ဟာငါရဲ့နှက်ကွန်းပဲလို့ပြောလိုက်ပါတယ်ဒီနောက်မှာတော့သူမဟာလွှာသားတစ်ချောင်းကိုတောင်းပြီးအလောင်းနှလောင်းစလုံးကိုတပိုင်းစီခုတ်ထည့်ဖျောက်ပြက်ခဲ့ပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့ရီဆာဟာမျက်လုံးတွေကပလာနက်တစ်ဖြစ်ကရိုးသွတ်နေတဲ့အပြုံးနဲ့ဖောက်တဲ့သက်တွေကိုဝန်ဆောင်မှုပေးနေတာတွေ့ရပါတယ်သူမရဲ့အိမ်မက်ကတော့သွေးစွန်းနေတဲ့အိမ်မက်ဆိုးတစ်ခုဖြစ်အဆုံးသတ်သွားခဲ့ပါပြီနော်